Guys, I want to talk about my Asuya Jiao experience. အဲ့ middle school တွေအကုန်လုံးကကျမတို့ကြည့်လို့မရတော့ပါဘူး Biggest fear ကလည်းဒီလားအခုအားပေးနေသူတွေပျောက်သွားမှာကြောက်ဆုံးပဲ ဘာနော်ဖေဝဲလာပါစားကြည့်မယ်အဲ့တော့စားဝဲတယ်မဲ့ဒီဟာတခြားနောက်တစ်ခုဘာဆိုတော့ strawberry လားမသိဘူးတွေ့လိုက်ခဲ့ပါစားမ strawberry oh my god strawberry သိခဲ့ပါဒီအောက်ထဲရှိနေယူရတယ်ဒီနားရောက်နေဆိုstrawberry လားမသိဘူးstrawberry မဟုတ်ဘူးဦးတေး strawberry ထင်လားပေါ်မှာလေ fake ဒူဝိုင်းဟိုဟာပါလေ chocolate လာပါလေအဲ့ရထဲဟာလေးပေါ့နော်ဒါပေမဲ့မကြရဘူးလားအာဒီနာဟဲ့ဆိုပဲ Let me talk ဒီဟာမကြိုက်ဘူးလို့တူးစလိုရတာကြီးစိတ်ကျစ်တယ်ဒါပဲစားအခုကစားလို့မရဘူးဘာလို့ဆိုသူချွဲချက်နေလို့ဟာဝေးအောင်မြန်မူကရွာပြီးနေပြီအုံနေတော့ဘူးထက်ရွာမှာ I already did my skincare guys. BB cream. What's that? Cái don't like. တင်လာကြလို့ sorry ပါဘာတရားမှမသိဘူးဖြစ်နေဘလို့ရိုက်ဖို့ကလည်းအိမ်ကနေအိမ်ထဲကနေအိမ်ပြေမထွက်ဘူးပေါ့နော်အားကြောင့်အိမ်မှာနေရရင်လည်းပြင်းစရာကြီး chat vlog တွေလည်းရိုက်ပြီးနေပြီဆိုဘာရမှမသိဘူးပြင်သွားမှာ vlog တင်ပြီးပေါ့နော်ပြီးတော့ game လည်းမဆော့ဖြစ်တော့ပါဘူးအရှင်က Roblox video တွေရိုက်ခဲ့ပြီးပေါ့အခုကမဆော့ဖြစ်တော့ဘာဆိုတော့ကျောင်းစာရေးလုပ်နေရဒီနေ့ကတပုံခွာရမှာမို့လို့ make up လိမ့်နေရOkay ဟိုကလည်း BB cream လေးမိဒီ concealer နဲ့ဒီနားလေးလေးဝါကိုလောက်တာကပါမသိဘူးအကောင်မြကွင်းနေညူနေတာမသိဘူးစနေတိုင်းကလစ်တိုင်းပေါ့နော်ပြီး eyebrow ကိုဒီလိုတန်းလေးကြိုက်တာတော့လာတာဘာလို့ဒီလိုပြီးဒီဟာနဲ့ brush လိုက်ချားလို့ပန်းအောင်လုပ်လေပေါ့နော် makeup ကလေ73နှစ်လောက်ကြာလို့ရှိရင်ပို့ပြီးတော့စိတ်ဝင်စားရလိမ့်မယ်ဒီဟာလေးနဲ့ဒီအဲ့တော့ဆမ်းဆွဲတော့ဒီဟာရောဆွဲကြတော့လောက်ဆိုရအောင်တရေမိုင်းနဲ့တူတာတော့ဆရာဥမကောအဲ့ကိုဆွဲလိုက်ဘလို့ထင်လဲပြီးအားလိုက်နာဒီပါလေ eyebrow pencil နဲ့ပေါ့နော်ဒီနားလေးကိုဒီတားလေးဆွဲလိုက်တာပိုကောင်းတယ်ကြောက်တက်လို့ရှိရင်ဒီလိုဆွဲရပိုကောင်းတယ်ရမ်းတယ်ဒီနားအောက်ကနားကိုလောက်တာပိုကောင်းတယ်အဖြစ်အောင်ထည့်လိုက်ပါတော့ Next is blush ပန်းလေးပူချလိုက်တယ် Biggest fear ကလည်းဒီလားအခုအားပေးနေသူတွေပျောက်သွားမှာကြောက်ဆုံးပဲ Guys, I want to talk about my Asuya Jiao experience. Asuya Jiao တော့ပေါ့နော်အဲ့တော့6တန်းပဲရှိပါသေးအဲ့Asuya Jiao ကိုပိုက်ကျောင်းကနေပြောင်းသွားပါကျောင်းပထမနေ့မှာပေါ့နော်ရီးစားစကားပြောခက်လိုက်ရတယ်ဘယ်လဲဆိုတော့အဲ့လိုမျိုး hallway လာပါလဲမသိဘူးလို့ရှောက်လမ်းမှာရှောက်နေချင်း grade 9ရသူတွေလာပြောတာလူပြောညီမလေးရဲ့ဒီ तू ကညီမကိုကြိုက်လို့ So I said sorry ညီနေနော်ပြီးတော့ဒုတိယနေ့မှာလည်းအဲ့လိုဟိုလဲဆိုတော့ကိုယ့်အခန်းထဲကိုသွားနေကြောက်ဆလာရဲ့အချိန်သွားနေအချိန်မင်းနှစ်ကောင်ကစောင့်နေပါတယ်ဟောဝေးတယ်နော်စောင့်နေခင်ကျလို့ပဲဖြစ်တယ်လိုက်ပြောတာပေါ့နော်ဒီမှာလည်းတနာလို့ရပါရဲ့ဘာညာပေါ့နောက်နေ့တော့သူကစစကားလာပြီ So ညင်းလိုက်ပါတယ်
အဲ့ middle school တွေအကုန်လုံးကကျမကိုကြည့်လို့မရတော့ပါဘူး grade 7 grade 8 grade 9ကိုကြည့်လို့မရတော့ဘူးကျမ guys edit နဲ့တဝက်ကြီးပေါ့နော်ခု edit ညာ video ဒါပေမဲ့ပြောနေတဲ့ drama ရဲ့အတန်ကဘာမှမကြားတော့ fuck bro အဲ့တော့ပြောညာဆက်ပြောရမယ်ဘယ်ရောက်ပါလဲဆိုဆီယာမကြီးလည်းကြည့်လို့မရတော့ဘူးပေါ့နော်ကျမကို so အဲ့လောက်ပဲပြောပြမယ်ပေါ့နော်ဆီယာမကြီးကျမကိုဘလို့တော့အကြည့်လို့မရလဲဆိုတာပြောပြမယ်နောက် video မှာနော်ကျောင်းထွက်ခဲ့တဲ့အစိုးရကျောင်းကနေထွက်ပြီးတော့ international school ကိုပြန်ပြောင်းလိုက်ပါရဲ့အရှိနှစ်ကဖြစ်ခဲ့ရပေါ့နော်နောက်ထပ် school drama တွေလည်းများလိုက်ပါအဲ့တော့မဟုတ်ကြီး like and subscribe လုပ်ထားပေးပါဆက်ပြသွားပါမယ်အများကြီးရှယ်ကျမရဲ့ဘဝရမှာ drama ဆိုတာတိမ်နိုင်စီးနိုင်ပြောရရင်ညာမတွေကကျမလုံးဝကြည့်လို့မရတော့ပဲနဲ့ jealous ဖြစ်တာလားလို့တော့ပြောထင်ရလောက်တယ်တကယ်လည်းဖြစ်နေမှာမသိဘူးနော် so let's get back to the video guys အခု edit နေတန်းလိုက်ပါ နိုင်ထိုးရပေါ့နော်စာလုပ်ပြီးအိပ်ပါရမယ် guys make sure to study okay ကျွန်တော်ပေးလိုက်တဲ့အိပ်စာလေးတသက်ရလုပ်လိုက်ပါခုလုပ်လိုက်ပါ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်